ငါးပါးသီလဖြူစင်အောင်စောင့်ထိန်နိုင်ခြင်းသည်မဟာဒါနတဲ့မဟာဒါနဆိုတာအကြီးအကျယ်ဆုံးအမြင့်မြတ်ဆုံးသောဒါနကြီးလို့ပြောတာပါနော်ဘာလို့မဟာဒါနလို့ပြောရတာတုံးလို့မေးရင်အဘယဒါနဖြစ်လို့ဘာဒါနဖြစ်လို့အဘယဒါနအဘယဆိုတာဘေးကင်းမှုဒါနဆိုတာပေးလူတာဘေးကင်းမှုကိုပေးလူရရောက်လို့ငါးပါးသီလသည်မဟာဒါနဖြစ်ရတယ်ဘေးကင်းမှုကိုဘယ်လိုပေးလူတာတုံးလက်တွေ့လေးစဉ်းစားကြည့်မယ်နော်ငါဘယ်တော့မှသူများတဲ့ကိုမတတ်တော့ဘူးလို့ပါဏာတိပါဒဝေရမဏိရှောင်ကျင်လိုက်ပြီးဆိုကြတဲ့ကစတတ္တဝအနန္တရဲ့ပုံမှာအေးမင်းတို့ငါ့ကိုတော့အသက်အန္တရာယ်ဒီဟုသောအကြောင်းကြောင့်ကြောက်မနေကြနဲ့ငါဘုစုရဲ့အသက်ကိုမှမတတ်ရုပ်စွာဆုံးချင်းလေးကြဘူးလေးရစားငါ့ကိုကြောက်မနေနဲ့ငါကတတ်မှာမဟုတ်ငါရဲ့လက်ကသွေးစွန်းနေတဲ့လက်မဟုတ်ဘူးငါဟာရက်ဆက်ကြမ်းကြုတ်တဲ့စိတ်ရှိတဲ့လူမဟုတ်ဘူးဟောဘာဖြစ်သွားတော့တတ္တဝါတွေကိုဘေးကင်းမှုကိုပေးလို့ရမရဘူးလားအသက်အန္တရာယ်ပြုခြင်းဆိုတဲ့ဘေးကိုယ်စီကတော့မဖြစ်စေရဘူးလူတိုင်းမြဲအဲ့လိုဘေးကင်းမှုကိုလှူနိုင်မယ်ဆိုရင်ကျွတ်တော်တော်ကြီးကိုစိတ်ချမ်းသာရမှာနော်ဟုတ်တယ်မဟုတ်လားတကယ်တမ်းကပါဏာတိပါဒဝေရမဏိရဲ့တန်ဖိုးကိုဦးဇင်းတို့မြင်ကျင်တယ်ဆိုလို့ရှိရင်သိကျင်တယ်ဆိုရင်ရှင်တန်မှုကိုဘလောက်မြတ်နိုးလဲဆိုတာကိုစဉ်းစားတရားမှာဘလောက်ကြောက်လဲဆိုတာကိုစဉ်းစားဟုတ်လားတရားမှာဘလောက်ကြောက်လဲဆိုတာကိုစဉ်းစားရင်သူများအသက်ကိုတတ်တာလောကကြီးကိုဘလောက်ထိခိုက်စေတယ်လဲဆိုတာပုံပေါ်လာလိမ့်မယ်ဒီချစဉ်းစားနော်အဲ့တော့သူတစ်ပါးအသက်ကိုတက်ချင်းမှရှောင်ကျင်ခြင်းဟာဘလောက်လေးနေတဲ့လုပ်ငန်းကြီးဖြစ်တယ်လဲဆိုတာလည်းပေါ်လွင်လာလိမ့်မယ်ဒါကြောင့်ရိုးရိုးဒါနတဲ့တာတာနော်သူများအသက်ကိုမတတ်ဘူးဆိုတဲ့ကိစ္စပဲအဲ့လိုပဲဦးဇင်းတို့အရိဏဒါနဝေရမဏိသူတော်ရဲ့ပိုင်ဆိုင်မှုကိုအန္တရာယ်မပြုဟောကျွတ်တို့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းကြောက်နေရတာတွေမရှိဘူးလားရှိရနော်ခေတ်ကာလကမကောင်းမှုပိုင်ဆိုင်မှုကကြီးတယ်ဆိုရင်ညရောက်ပြီဆိုရင်ကြောက်ရပြီလေဟုတ်တယ်မဟုတ်လားကျုပ်ခိုးကြီးတွေကြီးတွေမွေးထားတယ်ခြံဝင်းလုံအောင်ထားတယ်ချုပ်ပို့ပြီးတော့အချမ်းသာတဲ့လူတွေဆိုရင်အဆောင်တွေထားတယ်ဟုတ်တယ်မဟုတ်လားပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဘာလို့နေရတော့ကြောက်နေရတာပိုင်ဆိုင်မှုကိုဘယ်သူမှမတရားမယူဘူးဆိုလို့ရှိရင်အဲ့ဒါကြောက်စရာရှိမလားအေးစဉ်းစားနော်အဲ့လိုပဲဦးဇင်းတို့ကာမကိစ္စဖောက်ပြန်ခြင်းတော့လိညာလေစားမှုသားစကားပြောဆိုခြင်းအယက်ဒေသမွေးရှိဝါနဲ့ပတ်သက်ဆက်ဆက်ခြင်းအဲ့ဒါတွေဟာမိမိဘဝသူတစ်ပါးဘဝကိုဘလောက်ဒုက္ခရောက်စေတယ်လဲဆိုတာကိုကြည့်ခြင်းမြင်ခြင်းအားဖြင့်အဲ့ဒါတွေကိုရှောင်ကျင်ရတာကိုယ့်ကိုယ်ကိုလည်းဘေးကင်းစေတယ်သူတစ်ပါးကိုလည်းဘေးကင်းစေတယ်ဒါကြောင့်မြတ်စွာဘုရားကဘေးကင်းမှုကိုပေးလူရရောက်လို့ငါးပါးသီလသည်မဟာဒါနဖြစ်တယ်လို့ဟောတာ